ညာ12နိုင်လောက်ကြာသူကရှာကြီးကအဲ့အပေါ်တဲ့တဲ့ကြာဖះဇီဒီပေါ့ဇီဒီရှိတယ်ဇီဒီရဲ့ပေါ်နေကြာကြီးရှာကြီးကြာတိတ်ဆိတ်တယ်ကြောင်းရတယ်တိတ်ဆိတ်တော့ဆိုတာပဲဘေးရဘေးတော့တမာရီမပြတ်ဘူးဘုန်းကြီးကြာလာဆင်းငယ်ရှာပထမခက်သေးလေးဟိုပေါ့တပည့်လောက်တော့ဖျာကြီးလောက်အကြီးဖြစ်လာတပြေးနဲ့ရှာကြီးကအကြီးလဲဖြစ်ကောခုနကတော့လက်ထဲမှာဆောင်းရတဲ့ဖျောင်းနိုင်တီအထိုးလိုက်ကိုမီးထိုးလို့ရှာလဲဆောင်းထိုးပြည့်ထိုးရင်နဲ့ရှာလဲတေးပါတော့ဖုတ်ဆိုလူပုံစံနဲ့ထိုင်ချတော့ဖုန်ကြီးပဲကရုံရင်တွေ့တာကရုံကလည်းစားတာပြောတာကရုံထိုက်တယ်အဲ့ဒါပြောတာဖုန်ကြီးအဲ့ဒီမှာ तू ကခုနကတော့အကောင်ကြီးသွားရနေသေရှာလဲသေးသွားဆိုတော့ तू နိုင်တာပဲနိုင်ကြီးပဲဆိုပြီးတော့ဖုန်းကြီးကလက်ထဲရှိတဲ့တောင်မွေးနဲ့အဲ့ရှာကိုစောင့်ထိုးတော့အကောင်လေးကသေးသွားနောက်ဆုတ်သွားတယ်ဒါဖြင့်ပထမတော့ဖះစင်ပဲနေတာဒါဖြင့်ဒီကောင်ဖះစင်ဘက်တော့ပေးထားလို့မရဘူးငါဖះဘက်နေမှာဆိုပြီးတောင်မွေးနဲ့ရိုက်တယ် तू ချင်းပြန်ရောက်သွားတယ်အဲ့ဒီမှာ तू ဆက်ရိုက်တယ် तू ကပြန်ရိုက်ဖုန်းကြီးဆိုမကြောက်ဘူးဒီဖုန်းကြီးသေးရတယ်ပဲကြောက်မလဲပဲ तू နားတူပဲဘန်းနေ तू တန်ကောလုံးပါလေရတနုပါဆို तू ကအချိုရော့မှာဟုတ်တယ်လားဟုတ်တယ်လေတမန်တော်ဆို तू ဆက်ကောက်လို့ရောက်မဲ့လူလေဟုတ်ဘူးလားအဲ့တော့ရိုင်းတော့ကျောင်းကြီးအကြီးဆိုတော့ဘုန်းကြီးနဲ့အသက်ကြီးတော့မောပြီးတော့နောက်ဆုတ်လေးရိုက်လေးနောက်ကျော်ရိုက်တော့အလုံးလေးလိုဖြစ်သွားတယ်အဲ့ဒီဘုန်းကြီးကထွေးတယ်တော့အလုံးလေးဖြစ်သွားတယ်အလုံးလေးဖြစ်မှကောက်ကြီးရိုက်တော့တဲ့ရိုက်တယ်ပုံးဆိုကျောင်းပြင်ရောက်သွားပြီပြန်မွန်လာတော့ဘုန်းကြီးကလည်းအားကုန်မောပြီးအဲ့နာလေးအဲ့ဘေးနာတွေမသင်္ကန်းတွေကလည်းဧကတိမရှိတော့ဘူးကိုကဆွဲတာကိုသင်္မန်လေးနဲ့အဲ့နာမှာမောပြီးဖျောင်းဆက်တွေလည်း6ရောက်တွေကြာမောပြီးအိပ်ပြောသွားတမာရီပြောတာမနေ့ကျတော့ရွာသားတွေကရေချိုးမဲပိုက်ခွဲမဲဘုန်းကြီးသိပြီပေါ့ကြည့်တော့တော်ကြီးအကြောင်းကြီးမီးမလုံးနဲ့ကန်ကောင်းတယ်ဖျောင်းကြီးတွေပျော်သွားလို့ဘုန်းကြီးအကြောင်းမီးလုံးအဲ့ဘုန်းကြီးမီးသိညိုဖြစ်သွားမှနှလောင်းဖြစ်သွားမှအဲ့နဲ့ဘုန်းကြီးကသင်္ကန်းလည်းမရှိဘူးဧကတိမရှိဘူးတင်မိုင်လေးနဲ့ဟာတကားကြီးလည်းပွင့်ရကြီးပဲကွာဖျောင်းကြီးတွေနဲ့သွားကြည့်တော့မှဘုန်းကြီးဆိုသေပြီလားဆိုမသေသေးဘူးဆိုခောက်ထားတယ်တော့အဲ့တော့တင်မိုင်ဧကတိသွားရှာဟာရှင်ဘယ်လိုနေလဲဆိုတော့မင်းတို့ကောင်သွားပြီကွာငါလုံးလဲကွာ तू ကဖုန်းကြီးဆိုတော့ကွာ तू ငါတို့ဝါကြီးတယ်ကွာမိသားစုရုံနေလို့မရအဲ့ငါတို့ဒုံးနဲ့ပေးတာကွာပါဇက်ထဲအဲ့ဒါဖျောင်းနဲ့ထိုးထက်အဲ့ဘုန်းကြီးမရှိတော့အဲ့တော့မှမင်းတို့ကောင်နေနောက်ဘုန်းကြီးတစ်ပါးကိုပင့်တော့ငါလည်းအဲ့ဒါငါဓာတ်ဘုန်းကြီးနဲ့မုံနတ်ဘုန်းကြီးနဲ့မုံငါမိုက်ကယ်နေနဲ့ဘာမှတတ်တာမုံငါတောင်မွေးနဲ့ဆွတ်ရအဲ့အရှင်မတောင်မွေးထားရပါတောင်မွေးသမ်းဝလုံးမဲ့ဘာမှမစုံဘူးတဲ့တတိရှိနဲ့ချွားအဲ့တော့မှအဲ့ခုနရှေ့ကဖះတဲ့ထဲမှာရှိတဲ့ဇေဒီပေါ့အဲ့ဒီဇေဒီရိုက်ဖြတ်လိုက်ရိုက်ဖြတ်ပြီးတော့မှကိုယ့်အယူကိုပြန်ဆွဲနေတာဘယ်တော့အောင်စရာကောင်းသူအဲ့ဒီထဲမှာဒီဘုန်းကြီးကိုတည်သွားတဲ့တော့ဘုန်းကြီးပြန်တော်မူသွားလို့ရှိရင်မတော်ဆက်ဇေဒီတဲခြင်းနဲ့ဆိုရင်တော့မှကျောင်းဝင်းရဲ့အပြင်မှာတဲပါကျောင်းဝင်းနဲ့ဆရာတော်တလဲနဲ့မှသွားကျောင်းထိုင်ခဲ့တယ်သူမကြိုက်ဘူးဆရာတော်ကိုကတော့တစ်စက်မှမကြောက်တစ်စက်မှမကြောက်တာခလေးတွေ6အဲ့လိုချစ်သေးသွားတဲ့ဘုန်းကြီးတို့ဒီရွာတွေကအဲ့ဒါဒီဇေဒီတွေပေါ့ရွာနဲ့လည်းပြိပပြောဆိုပြန်လာလိုက်တာပေါ့ဆက်နေမယ်ဆိုရင်ငါဖြိုမှာမီးရှို့ပြမှာပြောတာအဲ့ပထမနေသွားတဲ့ဘုန်းကြီးဥက္ကိုကြီးတဲ့အဲ့ဘုန်းကြီးရဲ့ဟိုနေကိုဗာလဲဟိုဇေယျလေးသူ့နေတဲ့ကြောင်မဖြစ်အောင်ဆိုကလေးတွေအဲ့တော့နောက်ကျကလေးတွေကိုဟိုနားတွေ့ဒီနားတွေ့ဆိုအဲ့ဒါဘောလုံးဝင်းလုပ်ပြကလေးတော့ထိုင်ဆောင်နေဖျောင်းနေထုံးပေးရွတ်မေးရဲတဲ့ကောင်တရေနဲ့ဘုန်းကြီးနဲ့မေးရဲကြောချင်းနေမယ်ငါးပါးထိုင်လို့ဆိုကလေးတွေရွတ်ဖတ်ပြီးကြောလန်အဲ့ကလေးကိုပေးစလို့ရသွားတယ်ဗျာအဲ့ဆိုကိုလည်းနေရင်သွားမထိုင်အားဘူးလေသူဒီဘက်ကြောင်းလေးပေါ့တခါလေးပြောလိုက်တယ်အဲ့တော့ရှင်မယားကိုလည်းတော့ဝါလက်ကျော်တက်တော့80ကျော်မှပြန်တော်မူသွားတာဖြစ်ချင်းကြောင့်ဘုန်းကြီးဘွားနေတော့တရေဖြစ်တယ်ဆိုလေးစားပြောပါတယ်ရှင်မယားတပည့်တော်ပြန်ရင်တော့မသိဘူးတပည့်တော်ရှိနေတဲ့အချိန်မှာနောက်တစ်ခါကလေးတွေကိုမပြပါနဲ့ကောင်းမှပြောပါတယ်ပြရင်တပည့်တော်ပြဟုတ်တယ်လေခြံတော်နဲ့ဝင်အိတ်ထိုင်ရင်လည်းထိုင်ပြောလိုက်မကြောက်တတ်ဘူးကလေးတွေကိုမပြမှဆိုရင်လည်းပြရရင်တော့ရှားတဲ့နေ့နောက်တစ်နေ့ကြာရင်တော့အဲ့ဒီကြောင်မီးနဲ့ရှုပြတိုက်မှာဘာတော့မလာတော့ဘာပြသိမီးသိကြောက်တာတရေကမီးနဲ့တိုက်လိုက်ပဲဟိုမှာတဲရတဲ့ဖះကဖြိုကြီးမြစ်တဲ့မျောပလိုက်ပေါ့ဘာမလာတော့ဘူးသွားဘာရမှမတွေ့ရတော့ဆိုလာတော့လုတ်ပလိုက်မှာအဲ့ဆိုတော့အဲ့ဒါအဲ့ဇေဒီဖြိုကြီးခုနကတော့အယိုးတွေကောက်သူ့အယိုးသူပြန်စောင့်နေတာစွဲနေတာ
ဘုန်းကြီးကြောင့်နေတယ်မှာအဲ့လိုမထားသင့်ဘူးဖះတဲတယ်မြတ်စွာဘုရားမတဲခိုင်းပါဘူးသီလရှိတဲ့စောင်းနေဆရာတွေတဲတိုင်းတာဖះတဲရမယ်ဆိုဗမာလူလုံးဇေဒီဖြစ်ကုန်မှာအဲ့ဒါကြောင့်မလို့ရဟန္တာဆိုရင်တမျိုးတဲပေါ့ဆိုတော့အဲ့ဘုန်းကြီးကမင်းတို့အဲ့ဇေဒီဖြိုးပြီးတော့အကုန်ဖြိုချပလိုက်တယ်ဖះရှိမပိတ်ဖြိုပြီးတော့အထဲမှာရှိတဲ့အယိုတဲ့အယိုတွေကိုသူကချောင်းနဲ့မျောမမျောလဲမီးရှို့ကြီးပြောလိုက်တော့ဆိုအဲ့ဒီတည်းကအကြောင်းကောက်သွားဘုရားပေတော့ဒါပြောတာအဲ့ဒါမျိုးသိလို့ရှင်ကြတယ်ရှင်းလေးပဲကောင်းမွန်နေမလားနေကျက်တော့နေကျောင်းတော်နဲ့နောက်တစ်ခါပြလို့ကတော့မီးတိုက်ဖို့အစွမ်းတယ်မပြောတယ်အဲ့ဒါပဲဒါရှင်းလေးရှင်းချကိုလည်းအကေးများဓမ္မစီတဲ့တရေဖြစ်နေပဲဆွဲနေဆိုမီးတာတိုက်လို့လည်းကြားတယ်ကြာလုံးနေသူများဘာလာလို့အဲ့တော့ထိုင်းနေတယ်အခုနေများဟိုတော်ထဲမှာဒီဘလူးများလာပြီးတော့ဖန်ဆာမလားတရေများမန္တလေးမှာဘုရောမသွားဘူးပါပဲမန္တလေးမှာတကယ်တော့ငငယ်ရှိသေးတာပါသွားလို့တင်းအောင်သွားတာဟာဘိုးခေါ်ရတယ်ကျုပ်တရေရကရှာကြီးနဲ့ခေါင်းလာရက်တာဗျာတဲ့ရှာကြီးအကြီးပဲစကောလောက်ကြီးရှိတယ်တဲ့ဟာကြောက်ပြီးဟာရှူတွေအီးတွေပါကုန်တာလိုက်ခဲ့ပါလားတဲ့ဒီပြီးတော့အဲ့လိုတင်းချင်းကုန်းတွေပဲသွားတော့လေတရားတော့မထိုင်ဘူးတိတ်တော့ကြောက်တဲ့စိတ်တော့မရှိဘူးလို့လာတော့ပြန်ချမှာပြောတယ်အဲ့လိုတော့ငငယ်တော့အဲ့လိုငကိုလေအဲ့လိုတတ်တီပေါ့တရားကြောက်တာတော့မဟုတ်ဘူးတော်ဘာတရားတွေကြီးကျယ်တဲ့သီလသမားတွေကောင်းတာမကြောက်တတ်ဘူးရှာနဲ့ပြန်ရှာကြီးဖန်ဆွဲရမှာလို့ပြောတယ်အဲ့ဒီဘုံကြီးကိုမေတ္တာတို့ဆက်ရုပ်စဉ်အားလို့မျက်စိစုံဝင်ရွတ်တာရွတ်လို့ပြောတော့နောက်ကျတော့ရှာလေးအသေးသွားတယ်ပြောတယ်အဲ့ဥစဉ်ကိုလည်းရှိပါတယ်တမာရီတရားများခိုင်ခိုင်မာမာမရှိထားရင်ဟရဏိမင်းကြီးမနောစိတ်ကလေးဝိုက်တော်ရခုနလေးခင်ဗျားတို့တပူပြစ်ချကြောင်တန်မကြားပဲနဲ့ဟာဒီကြောင်ငါတက်ကောက်ပေါက်လိုက်သူခိုင်းတယ်လားဟိုပြရောဘယ်သူမှမရှိလို့အိမ်မှာဘယ်သူမှမရှိလှုပ်တာတွေ့လားလှုပ်ဘူးလားကြာတွေ့ရောတွေ့ဘူးလားတွေ့ဘူးလားဗောဘယ်သူမှမရှိလို့ဒကမတွေပိုဆိုးသေးတယ်ယောက်ျားပြန်မလားတယောက်တည်းဖြစ်နေဆိုရင်ဒါတော့ဗာလဲဟိုပလင်းလုံးပလင်းနေကြရောအဲ့ဒီအတန်လေးကကိုယ့်အတွက်အားလေးဖြစ်သွားတယ်တယောက်တည်းတော်သွားတဲ့ဘုသချင်းကြီးဆိုရအဲ့ဒါပဲအဲ့ဒီသူ့အတန်သူ့အားပဲဟာအတန်ကမလေးခေကျွာလေးကကြောင်လုံးတွေပဲအကျကြီးអော်တာအကြောက်လို့អော်တာအဲ့ဒါမနေ့ကဖုံးလို့ရေလို့អော်လားမဟုတ်ဘူးဘုရားရှင်သားတော်တွေဘယ်နဲ့တယောက်ငင်းအဲ့ဒီအတန်လေးဆိုလေမကောင်းလေပဲတမာရီကိုပြတ်တဲ့အတန်ပဲ